ရွှေကိုးပိတ်တာလေးတဲ့ရွှေသားဝစ်စုံကိုဝစ်စင်ရဲ့ပြီးလေးစားစရာလှုပ်ရက်လုပ်ခဲ့တဲ့မင်းသမီးကြီးအိန္ဒြာကျော်စင်ရွှေကိုးပိတ်တာတန်းဝစ်စုံကိုဝစ်စင်ခဲ့ရတာကအိန္ဒြာကျော်စင်မှာဝိန်ဖူးရွှေဆိုင်ကြော်ညာထဲမှာတော့မင်းသားကြီးပြည်သူကရွှေသားစစ်စစ်နဲ့ရက်လုပ်ထားတဲ့ရွှေပစိုးကိုဝစ်စစ်ပြီးမင်းသမီးကြီးအိန္ဒြာကျော်စင်ကလည်းရွှေသားစစ်စစ်နဲ့ဖန်တီးထားတဲ့ရွှေလုံးကြီးနဲ့ရွှေအင်ကြီးကိုဝစ်စင်ထားတာကကြော်ညာကိုပို့ပြီးသက်ဝင်စေခဲ့ပါတယ်ပိုပြီးအံ့ဩစရာကောင်းတာကမင်းသမီးကြီးအိန္ဒြာကျော်စင်ဝစ်စင်ခဲ့တဲ့ရွှေဝစ်စုံရဲ့အလေးချိန်ပါပဲသူမဝစ်စင်ခဲ့တဲ့အဲ့ဒီရွှေသားဝစ်စုံဟာအလေးချိန်6ပိတ်တာအတိအကျရှိတယ်လို့သိရပါတယ်။ရွှေ6ပိတ်တာဆိုတဲ့အလေးချိန်ဟာတော်တော်လေးပါတယ်။ဒီလောက်လေးလံတဲ့ဝစ်စုံကြီးကိုမင်းသမီးအိန္ဒြာကျော်စင်ကနိုင်ပေါင်းများစွာကြာမြင့်တဲ့ကြော်ညာရိုက်ကူးရေးတစ်ချောင်းလုံးမှာတစ်ချက်လေးမှမငြီးမညူပဲ professional ဆန်စွာဝစ်စင်ပြီးအကောင်းဆုံးသရုပ်ဆောင်ပေးခဲ့တာပါ။ရိုက်ကွင်းပေါ်ကလူတွေရဲ့ပြောပြချက်အရဆိုရင်ဒီကြော်ညာရိုက်ကူးရေးဟာအချိန်တော်ကြာမြင့်ခဲ့ပြီးရိုက်ကူးရေးပြီးသွားတဲ့နောက်တနေ့မှာဆိုရင်အဲ့ဒီအလေးချိန်ကိုနိုင်ပေါင်းများစွာထမ်းပိုးထားခဲ့ရတဲ့အတွက်သူမရဲ့တကူလုံးကြိုက်ခဲနာခြင်းနဲ့ဝေဒနာကိုပါပြင်းပြင်းထန်ထန်ခံစားခဲ့ရတယ်လို့တောင်သိရပါတယ်။ဒါပေမဲ့ဦးဝဲဟာတစ်ချက်လေးမှမျက်နှာမပြန်မငြင်းညူပဲအလောက်ကိုပြေဝတာဝန်ကြည်ပြွန်အောင်လှုပ်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လေအိန္ဒြာကျော်စင်ဟာထိတ်တန်းမင်းသမီးဆိုတဲ့ဂုဏ်ပုဒ်ကိုအလကားရထားတာမဟုတ်ပဲသူမရဲ့အလုပ်ပေါ်ထားတဲ့လေးစားမှုတာဝန်ယူမှုနဲ့ပြည်သက်ပေါ်ထားတဲ့စေတနာတွေကြောင့်ဖြစ်ကြောင်းသိလာရပါတယ်။